laptop တွေမှာ SSD သုံးတာရှိတယ် hard disk လို့ခေါ်တဲ့ HDD သုံးတာရှိတယ်အဲ့တော့နှစ်ခုအကျမ်းပြင်းလေးကိုမြန်လေးပဲကျွန်တော်ရှင်းပြပေးပါမယ် SSD သုံးထားတဲ့ဆက်ကတွတ်တယ်မြန်တယ် data အကူးပြောင်းလေးအရမ်းမြန်တယ် Windows အတက်အကျလေးအရမ်းမြန်တယ်သုံးရတာတော်တော်လေးတွတ်လက်ရှိတယ်ပေါ့ဗျာ HDD လို့ခေါ်တဲ့ hard disk သုံးထားတဲ့စက်တွေကတော့သူ့ထက်စာလို့ရှိရင်လေးတယ် data တွေကူးပြောင်းလေးတွေလေးတာကိုကျွန်တော်သိရမှာပေါ့နော်အဲ့တော့အကျမ်းပြင်း SSD နဲ့ hard disk နဲ့ကိုကျွန်တော်ရှင်းကင်ကြည့်လိုက်ရင် hard disk ကလေးနေတယ်ဘာဖြစ်လို့ဆိုတော့ तू က motor သုံးထားတယ် run တဲ့ချိန်ကျဝူးနဲ့ပဲ तू က motor မှု့ပြီးလဲပေးရတယ် SSD ကတော့ chip နဲ့သုံးထားတဲ့အတွက်ကြောင့်မလို့ तू ကတော့ငြိမ်ငြိမ်လေးနဲ့တွတ်တွတ်လေးလဲပေးမှာသွားပြီးမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ hard disk ရဲ့အားနည်းချက်ကကြတော့ပြုတ်ကျထိမိနည်းနည်းအထိကိုက်ကြေကွဲလွယ်တဲ့ HDD hard disk ပဲဖြစ်ပါတယ်ဒီဟာလေးရောတုံတုံအကိန်းဆောင်းလေးတွေပိုခံနိုင်တဲ့ SSD ပဲဖြစ်ပါအဲ့တော့ဗျာကျွန်တော် customer တွေရဲ့ကွန်ပျူတာမှာ hard disk သုံးထားတာလား SSD သုံးထားတာလားဆိုတော့အကြမ်းမြင်ကြည့်လို့ရတယ်နီးလေးကိုကျွန်တော်ပြောပြပေးပါမယ်လိုက်ကြည့်ကျွန်တော်ကွန်ပျူတာမှာဗျာ SSD လား hard disk လားဘယ်လိုသိရမလဲဆိုလို့ရှိရင်ဒီ Windows key လေးကိုရိုက်ပြပေးလိုက်ကျွန်တော်တို့ဆက်မှာပါတဲ့ထုံးစံတိုင်းပဲ RAM box လို့ခေါ်တဲ့ Windows နဲ့ R နဲ့ကိုကျွန်တော်တွဲနှိပ်လိုက်လို့ရှိရင် RAM box လေးခေါ်လာပြီ RAM box လေးပေါ်လာတဲ့ကျွန်တော်ရိုက်ရမှာက DFRGUI လို့ခေါ်တဲ့ကျွန်တော် comment လေးရိုက်ပေးပြီးတော့ enter ထောက်လိုက်တာ ਨੇ ဒီမှာပေါ်လာတဲ့ box လေးကိုကြည့်လိုက်နီးကပ်လေးရိုက်ပြပေးနော်ဒီမှာ solid state drive ဆိုတဲ့ဟာက SSD သုံးထားတာဖြစ်တယ်တကယ်လို့ hard disk သုံးထားလို့ရှိရင်hard disk drive လို့ပေါ်မှာပေါ့နော်အဲ့တော့ဒီဟာက SSD သုံးထားတဲ့ set ဖြစ်ပါတယ်ပေါ့နော်အဲ့လိုမျိုးလေးစစ်လိုက်တာ ਨੇ ကျွန်တော်တို့ဒါကိုယ့်ရဲ့ set ကငါ့ရဲ့ set ကတော့ hard disk သုံးထားတာငါ့ရဲ့ set ကတော့ SSD သုံးထားဆိုပြီးတန်းသိနိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ SSD မှာသူ့ရဲ့အားနည်းချက်တစ်ခုတည်းရှိတယ်အဲ့ဒါဘာလဲဆိုတော့ဈေးကြီးတာပဲကျွန်တော် storage ချင်းတူတယ်ဗျာဒီကောင်ကလည်း512ဒီကောင်ကလည်း 900K စသဖြင့် storage ပမာဏချင်းတူရင်တော့မှ SSD ကဈေးကြီးပါတယ်တို့ပေမဲ့လည်းဈေးကြီးပေမဲ့ကိုသုံးရတာနဲ့တန်တယ်တော်တော်လေးသုံးရတယ်ပေါ့ပေါ့ပါသုံးရတဲ့အတွက်ကြောင့်မလို့ SSD ကအခုနောက်ပိုင်းမှာတော်တော်များများ set တွေမှာသုံးလာကြတယ် hard disk တွေကတော့ပျောက်ကွယ်သွားတော့မဲ့အနေထားမှာတော့ရှိတယ်လို့ကျွန်တော်မြင်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော် customer ရဲ့ set က SSD သုံးထားတာလား hard disk သုံးထားတာလားသုံးရတာပေါ်ပါနေတယ်ဆိုလို့ရှိရင် SSD သုံးတာဖြစ်ဖို့များတယ်တကယ်လို့လေးနေတယ်ဆို hard disk သုံးတာဖြစ်ဖို့များတယ်ဆိုတော့ SSD ချိန်လိုက်လို့ရှိရင်လေးတာတွေပျောက်ပြီးတော့ပေါ်ပါတွက်လက်သွားလိမ့်မယ်အဲ့တော့အခုပဲစမ်းကြည့်လိုက်ဘာသုံးတာလဲသိအောင်ပြီးရင်ကိုယ့်ရဲ့မိတ်ဆွေတကယ်ချင်းတွေကိုလည်း sharing လုပ်ပေးလိုက်ကျေးဇူးပဲ